ဒီနေ့မှာတော့ထိုင်းတရအကြောင်းကို sharing လုပ်ပေးသွားပါမယ်။ထိုင်းတရက32တန်ရှိပါတယ်။အဲ့ဒီ32တန်ကိုမှတရအတူနဲ့တရအရှည်ဆိုပြီးတော့ထပ်ပြီးတော့ခွဲထားပါတယ်။ပထမဆုံးတရအတူလေးကတန်တူတရရင်းနှီးလေးကအခုလိုကိုယ်လေးနှစ်ခုကိုဘီးရဲ့ညာဘက်ချမ်းမှာရေးရပါတယ်။ဒီကတန်တူတရနောက်တစ်ခုကတန်ရှည်တရဖြစ်တဲ့အားဆိုတဲ့အတိုင်းရေးတဲ့ပုံစံလေးကဘီးဘေးမှာရေးချလေးရေးလိုက်ဖို့လိုပါပဲနောက်တစ်ခုကတန်တိုတရတရပါသူကလည်းဘီးရဲ့အပေါ်မှာလုံးကြီးတင်လေးလို့ရေးရပါတယ်နောက်ဘီးလေးကသူ့ရဲ့ရေးနည်းကလည်းခုနကလိုပဲဘေးမှာဒုတ်ချောင်းလေးတစ်ချောင်းပို့လာတယ်နော်အခုလာမယ့်တရလေးကမြန်မာမှာမရှိတဲ့အတန်လေးသူကလေဘင်းတန်နဲ့ထွားရတာပေါ့နော်သွားကိုစီနှာတန်လေးနဲ့အန်ကျိတ်ပြီးတော့လေဘင်းတန်နဲ့ထွားတယ်နော်ရေးနည်းကခုနတုန်းကတရလိုပဲအပေါ်ကဘေးကအလုံးလေးတစ်လုံးလေးထပ်ပို့တယ်နော်နောက်တစ်ခုကတန်ရှည်တရကသူလည်းပဲအန်ကျိတ်ပြီးတော့ထွက်တဲ့အတန်ပဲလေချောင်းတန်နဲ့ပဲအတန်ရှည်ရှည်လေးဆွဲပြီးတော့သူကကြတော့ခုနတုန်းကတရကိုဒုတ်ချောင်းတစ်ချောင်းထပ်ပြီးတော့ပိုပါသွားတာအဲ့တော့တရနဲ့တရကမှားတတ်တဲ့ခါကျတော့တရရဲ့နောက်မှာအာလေးထည့်ပြီးတော့ရေးပေးရပါတယ်နောက်တစ်လုံးကဥတရလေးပါကဘီးရဲ့အောက်ကနေပြီးတော့တစ်ချောင်းငယ်လေးလိုပဲနိုင်လိုပြီးတသေးလေးရေးပေးရပါတယ်နောက်တစ်လုံးကတန်ရှည်တရကြတော့အောက်ကပပိုင်းပိုင်းလေးကပ်ပေးတာပါပြီးတော့နောက်တစ်လုံးကရေးတဲ့ပုံစံလေးကရှေ့ကဘီလေးလိုပုံစံလေးအဲ့ဘီလေးကိုတဝေထိုးလေးလိုမြင်ပြီးတော့တရလေးနဲ့ဆိုတော့အဲ့လိုပုံစံလေးနောက်တစ်ခုကကြတော့အတန်ရှည်တရနဲ့အတန်တိုတရနဲ့ကနောက်ပိုင်းဘာတွေပဲမတူတော့ဘူးလဲဆိုတော့နောက်မှရေးထားတယ်ဒီကိုယ်လေးမပါလို့ရှိရင်တန်ရှည်တရနော်နောက်တစ်လုံးကတရပါကြတော့ခုနတုန်းကတရကိုပဲရှေ့ရည်လို့ဘီလေးတစ်လုံးပိုပါသွားလိုက်တာနော်နောက်တစ်လုံးကကြတော့သူကတန်ရှည်တရဖြစ်တဲ့အတွက်ကိုမှနောက်ကကိုယ်လေးနှစ်ခုမပါတော့ဘူးနော်ရမယ်နော်နောက်တစ်ခုကကြတော့သူကကြတော့ဂျိတ်ကောက်လေးလိုပုံစံလေးနဲ့နောက်ကတန်တိုတရဖြစ်တဲ့အတွက်ကိုယ်လေးပါတယ်နောက်တန်ရှည်တရကကြတော့ကတန်ရှည်တရဖြစ်လို့ကိုယ်လေးမပါတော့ဘူးနော်